ကဲဒီ comment လေးကိုတော့အရန်သဘောကျတယ်အစကတော့တဲ့ local မို့လို့သူသုံးဖို့တော်တော်စဉ်းစားလိုက်ရတယ်ပေါ့ဒါအမှန်တယ်တချို့တော်တော်များများလဲ local ဆိုအရန်ထင်သေးကြတယ်အထင်သေးတာရောနောက်တစ်ခုကျမသုံးရဲတာရောကောင်းပါမလားသူတို့မျက်နှာတွေဘာတွေဖြစ်သွားမလဲဆိုပြီးတော့မသုံးရဲကြတာများတယ် local ဆိုရင်မကောင်းဘူးပဲထင်ထားတယ်ပေါ့နော်နိုင်ငံခြားဝင်လာတဲ့ပစ္စည်းမှသာကောင်းတယ်လို့ထင်နေတဲ့လူတချို့လဲရှိတယ်ဒါကသူတို့ရဲ့အပြစ်မဟုတ်ဘူးဒါလည်းသူတို့အပြစ်မဟုတ်ဘူးပေါ့နော်သူတို့တကယ် local ထဲမှာကောင်းကောင်းလေးတွေမသုံးဘူးသေးတာလဲပါတာပေါ့နော်ဥပမာမငိမ့်တို့လိုပစ္စည်းမျိုးပေါ့ဒါတော့ကြွားပြောတာပေါ့နော်ဆိုတော့ကဲဒီမှာကြည့်လိုက်သူသုံးဖို့တော်တော်လေးကိုစဉ်းစားထားရတယ်တဲ့တကယ်သုံးကြည့်လိုက်တဲ့အခါကျမှသူ့ရဲ့ဒီ brand ပေါ့နော် bla 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 တော့မကယ်နိုင်တဲ့အမဲဆက်တွေအားလုံးတဲ့တခဲမကုန်သေးဘူးတကယ်ကိုအကုန်တက်တာလာပြီးတော့မျက်နှာကြည်လာတာကတော့အွန်ရတဲ့အထိပဲတဲ့တကယ် honest review ပါဆိုပြီးတော့ဒီမှာကြည့် honest review လေးလာပေးသွားတယ်တကယ်ကျေးဇူးအများကြီးတင်ပါတယ်ဒါကြောင့်မလို့ပြောချင်တာမင်းတို့ local ကထုတ်တဲ့ပစ္စည်းတော်တော်များများကမငိမ့်ပစ္စည်းမှမဟုတ်ဘူး local brand တော်တော်များများကသူက chemical အနည်းဆုံးရှော့ချပေးကြတယ်မင်းတို့လေတဘာဝနဲ့အနီးစပ်ဆုံးရအောင်ထုတ်ထားပေးတယ် chemical အတက်နိုင်ဆုံးရှော့ထားပေးတယ်ပြီးတော့မင်းတို့ local made တွေဆိုရင်ဒီတိုင်းမင်းတို့ကအခုတချို့ line ပေါ်ဒီမှာမြင်နေရတဲ့အတိုင်းပဲဇလုံးကြီးနဲ့ဇလားကြီးနဲ့ဖြော်ဆက်ပြီးတော့ထုတ်ထားတယ်တခုမှမပါကြဘူး brand ပိုင်ရှင်တော်တော်များများကပေါ့နော်မင်းတို့ဒါတွေကိုထုတ်ပြီးပြီဆိုရင်ဈေးကွက်ထဲကိုရောင်းဖို့အတွက်နံပါတ်1မင်းတို့တက်ခွဲကစစ်ဆေးချက်အဖြေတွေမင်းတို့တက်ခွဲဌာနကိုပို့ရတယ်ဒီအဖြေဌာနကပို့လို့အောင်ပြီဆိုတော့မှအောင်တဲ့အခါမှာလည်းမင်းတို့ကရိုးရိုး chemical test အောင်လို့မရဘူး microbiological test မှာထပ်အောင်ရတယ်ဒါမျိုးတွေအောင်မှသာဈေးကွက်ထဲကိုဖြတ်ဝင်ရှိတာဒီလိုမျိုးစနစ်တကျနဲ့မင်းတို့လောက်ထားတဲ့ brand တွေလည်းအများကြီးရှိတယ် local brand တွေမှာပေါ့နော်အဲ့တော့မင်းတို့ပစ္စည်းလေးတွေဆိုလို့ရှိရင်တဘာဝနဲ့အနည်းဆုံးထုတ်ထားပေးတယ်မမတို့ကိုနဲ့ဒီပါဝင်ပစ္စည်းနဲ့မတက်ရင်တော့ side effect တွေအကြီးကျယ်ဖြစ်သွားတာမျိုးတစ်ခုမှမရှိဘူးပြီးတော့မမတို့မတက်လို့ဆိုပြီးတော့လေဘေးထွက်ဆိုးကျိုးဖြစ်မဲ့ steroid မိတာတွေဘာလဲမရှိဘူးဒါနိုင်ငံခြားကဝင်လာတဲ့ပစ္စည်းတွေဆိုလို့ရှိရင်တော့မသူတို့က chemical နဲ့ပေါ်ဆက်ထားတာဖြစ်တဲ့အတွက်ကိုနဲ့မတက်ရင်တော့တချို့ brand တွေမှာ steroid မိသွားတာတွေအများကြီးရှိတယ်ဒါကြားလဲကြားဘူးပါတယ်ဒါပေမဲ့ local ပစ္စည်းကိုသုံးလို့ steroid မိတယ်ဆိုတာမငိမ့်တက်နဲ့တကူလည်းမကြားဘူးသလိုခုလက်ရှိ local brand ထုတ်ထားတဲ့သူတော်တော်များများမှာလည်းမမတို့သုံးကြည့်ပါမမတို့ steroid မိတယ်ဆိုတာမမတို့လုံးဝကိုမဖြစ်နိုင်တဲ့အရာပေါ့နော်ဒါမျိုးလေးကိုပြောချင်တာပါရှင်ဒါကြောင့်မလို့သုံးဖို့ရရှိအောင်သုံးကြည့်ပါမငိမ့်အိတ်စီကထွက်ထားတဲ့ဒီတလဲသီးကတော့တကယ့်ကို review အကောင်းဆုံးတွေရထားတယ်အဓိကကမငိမ့်တို့ကဒီတလဲသီးမျက်နှာသစ်ဆက်ပြဘာအတွက်ထုတ်တာလဲဆိုတော့ဝက်ချန်သမားအတွက်ဝက်ချန်သမားအစီပြန်နဲ့သူမမတို့အစီပြန်ချင်းကိုဘယ်လောက်တောင်ထိမ့်ပေးလဲဆိုတော့မငိမ့်တို့နှစ်ရက်ပေါ့နော်နှစ်ကြိမ်ကနေ3ကြိမ်သုံးပြီးတဲ့အချိန်မှာမမတို့မျက်နှာမှာရှိအစီပြန်ညွန့်တကယ်ကိုသူ control လုပ်ပေးထားတယ်ပြီးလို့ရှိရင်မမတို့ဝက်ချန်သမားတွေတကယ်သိတာတယ်ဝက်ချန်စားဝက်ချန်အစီဘူးအမဲဆက်တကယ်သိတာတယ်တချို့တင်းတိတ်တွေဆိုပါဝါလို့ဆိုပြီးလာပြောတယ်ဒါပေမဲ့တချို့လူတွေကကြတော့တင်းတိတ်ရှိတယ်ဒါပေမဲ့သူကမျက်နှာအစီပြန်နေတဲ့ရမဟုတ်ဘူးအသားကြီး၆တဲ့သူတွေအဲ့တော့အသားကြီး၆တဲ့သူတွေတင်းတိတ်ရှိတယ်ဆိုလို့ရှိရင်မငင်းအခုပြားရည်ဆက်ပြလေးထုတ်ပေးတယ်တကယ်လို့ကိုကအသားကြီးကဆိုတယ်ဆိုတယ်ဆိုအစီပြန်တဲ့လူမျိုးတင်းတိတ်ရှိတယ်ဆိုတော့တလဲသီးသုံးကြည့်ဒါကြတော့မငင်းတို့အဓိကဝက်ချန်သမားတွေထုတ်တာဝက်ချန်အစီဘူးအမဲဆက်နောက်ဆုံးတင်းတိတ်သမားပါသုံးလို့ရတယ်ဒါပေမဲ့အဓိကဖြစ်နိုင်တော့အစီပြန်တဲ့သူသုံးပေးအသားကြီး၆တဲ့သူမျိုးအစီမပြန်တက်တဲ့သူမျိုးဝက်ချန်လည်းမရှိဘူးဘာမှလည်းမရှိဘူးသုံးကြည့်ခြင်းနဲ့ဆိုပြားရည်ဆက်ပြသုံးကြည့်တကယ်ကောင်းတယ်ဟာဒီတလဲသီးမျက်နှာသစ်ဆက်ပြတော့ဒါမငင်းရဲ့ဘလို့ပြမယ်လုံးဝ best seller item လေးပေါ့နော်တကယ်ကျေးဇူးအများကြီးတင်ပါတယ်အခုလို review လေးလာမှတ်ပေးတဲ့အတွက်လည်းတကယ်ကျေးဇူးအများကြီးတင်ပါတယ်